မျက်လုံးနှစ်ယောက်ကျဲမိမ့်မပြိုဟိုရှိတုန်းကရွာငယ်လေးတရွာမှာနဒီလိုအမိရတဲ့ထူးဆန်းတဲ့မိမ့်မပြိုလေးတူရှိပါတယ်။သူမဟာတခြားသူတွေနဲ့မတူပဲမျက်လုံးတစ်ဖက်ကကြည်လင်တဲ့အပြာရောင်ဖြစ်ပြီးကြံတစ်ဖက်ကတော့တောက်ပတဲ့အနီရောင်ရှိနေလို့ပါ။ရွာသားတွေကသူမကိုမြင်ရင်နိမိတ်မကောင်းတဲ့သူမိတ်ဆက်လို့တတ်မှတ်ပြီးဝိုင်းပယ်ထားကြပါတယ်။နဒီဟာဘသူနဲ့မှစကားမပြောဘဲတောဆက်ကအိမ်လေးမှာတယောက်တည်းအေးအေးဆေးဆေးနေထိုင်လေးရှိပါတယ်။တနေ့မှာရွာထဲကလူငယ်တယောက်ဟာတောထဲမှာမွေးကြိုက်ခံရပြီးသတိလစ်နေပါတယ်။ရွာသားတွေကကြောက်လို့ဘသူမှမကက်ရဲကြဘူး။အဲ့ဒီချိန်မှာနဒီရောက်လာပြီးသူမရဲ့အပြာရောင်မျက်လုံးနဲ့ထိုလူငယ်ကိုစိုက်ကြည့်လိုက်ပါတယ်။အံ့ဩစရာကောင်းတာကသူမရဲ့အပြာရောင်မျက်လုံးဟာအေးချမ်းမှုနဲ့ကုသခြင်းကိုဖော်ဆောင်တာပါ။သူမရဲ့ကြည့်ရှုစောင့်ရှောက်မှုကြောင့်လူငယ်ဟာအစိတ်တွေပြေပြီးပြန်လည်ကျန်းမာလာခဲ့ပါတယ်။နောက်ပိုင်းမှာရွာကိုဓာပြတွေဝင်တိုက်ပါတယ်။ရွာသားတွေအားကိုးရမဲ့နေချိန်မှာနဒီထွက်လာခဲ့ပါတယ်။သူမဟာသူမရဲ့အနီရောင်မျက်လုံးကိုအသုံးပြုပြီးပြတ်သားတဲ့စိတ်သက်ရဲရဲနဲ့တတိတွေနဲ့ဓာပြတွေကိုညှက်ဆင်ပြီးမောင်းထုတ်နိုင်ခဲ့ပါတယ်။သူမရဲ့အနီရောင်မျက်လုံးဟာဒေါသမဟုတ်ပဲတရားမျှတမှုအတွက်တိုက်ပွဲဝင်တဲ့တတိကိုကိုစားပြုတာဖြစ်ပါတယ်။အပေါ်ရန်နဲ့မဆုံးဖြတ်ပါနဲ့လူတယောက်ရဲ့ရုပ်ရည်ဒါမှမဟုတ်ထူးခြားချက်တစ်ခုကိုကြည့်ပြီးထိုသူဟာလူကောင်းလားလူဆိုးလားဆိုတာမဆုံးဖြတ်သင့်ပါဘူး။ဗတ်စုံမြင်အောင်ကြည့်ပါနဒီရဲ့မျက်လုံးနဲ့ရောင်ဟာလူသားတွေမှာရှိတတ်တဲ့နူးညံ့မှုအပြားနဲ့ပြတ်သားမှုအနည်းကိုပြသနေတာပါ။ထူးခြားမှုဟာစွမ်းအားတစ်ခုပါတခြားသူနဲ့မတူတာဟာအပြစ်မဟုတ်ပါဘူး။မိမိမှာရှိတဲ့ထူးခြားချက်ကိုကောင်းမွန်တဲ့နေရာမှာအသုံးချတတ်ဖို့ပဲလိုအပ်တာပါ။